ဒီမှာအစင်မပြေလို့ရတာလေရှင်နဲ့ကျမနဲ့လည်းပြက်ပြီဖောင်းလည်းလောက်ဖို့မစင်စားနဲ့ဘာလဲဘာဖောင်းမုံကြီးလေးဝယ်လေကိုတို့နှစ်ယောက်လက်ခုပ်တီးပြောကြမယ်လို့အဲ့ဒါဖောင်းဆိုကျွန်တော်လည်းကိုညီမလေးညာတဲ့ကညာအဲ့လိုဖောင်းဟုတ်တယ်လေအဲ့လိုလက်ခုပ်တီးပြောနေတာလေအခုကကျွန်တော်ဒီလိုပါကွာဟိုမဲမနဲ့ကလည်းဖောင်းလက်ခုပ်တီးပြောရတယ်အဲ့ဖောင်းလက်ခုပ်တီးပြောတာဒီလည်းပြောနေတာပဲဖောင်းလို့ရအောင်လို့ငါတို့တော့ပြန်အဆင်ပြေအောင်လုပ်ပြမင်းနဲ့ငါညီမနဲ့အဆင်ပြေစီရမယ်ကွာငါတောင်းယူတယ်ကွာမလို့တောင်းယူပေးပါလားဒီကတော့မရတော့ယူမလုံးနဲ့တော့အချမ်းလေးသုံးရတော့မယ်ရတယ်ဘယ်လောက်ချမ်းကြဒါပေမဲ့အခုကျွန်တော်လောက်ချမ်းသွားတယ်ဘုံကြောက်ရမှာဒီတိုင်းကြောက်အဲ့တော့မင်းကိုတနာပဲဂရုနာတက်ပြီးတော့နော်လူဥပါထွက်တော့မင်းဟာလူဥပါထွက်တော့အခုငါပြောမယ့်ကိစ္စဘယ်သူမှမရှိဘူးဘာလို့ပြောမှလဲမပြောဘူးပြောမင်းပြောမယ်ယူကြည့်ပါကွာမပြောဘူးလို့ပြောလိုက်သိကြတယ်သိကြတယ်ကျွန်တော်ဘယ်လိုပြောကျွန်တော်ကိုကျမပြောလိုက်တက္ကနာရှုပ်ကုန်မှာမပြောဘူးကျွန်တော်ကိုကျမလည်းညီလေးနဲ့အဲ့ဘောလက်ခုတွေတားတီးမနေပါနဲ့လက်ခုတွေနားကိုမင်းဒီကိစ္စကိုဘယ်သူမှမပြောဘူးလို့အေးမင်းလည်းဘယ်သူမှမပြောနဲ့ငါလည်းဘာမှမပြောဘူးဘာမှမပြောဘဲနဲ့ဘာကိစ္စနားပြောဘဲနဲ့မင်းသိမှာမဟုတ်ဘူးဒီမှာဟာအခုအိမ်ပြန်ရောက်တာနဲ့အညီမအောင်က exit ခတ်လိုက်မယ် exit ခတ်ပြီးတော့သူအိတ်သွားတယ်ဒါလေးဆောင်းလေးချုံပြီးရှောင်းပြီးလိုက်မင်းအဲ့ပါလက်ခုပ်မတီးနဲ့ကြေကြားသွားမယ်အဲ့ဘောမလို့တော့မင်းအဲ့မှာသူအထင်လွဲသွားအောင်လို့သူဘေးနားလေးမှာကက်အိမ်နေလိုက်ဒီသူနိုးလာနဲ့ဟာမင်းကတကယ်တော့ဟိုဟာတော့ပေါ့ပြီအကိုကျမကိုအိတ်စေးတိုက်ပြီးတော့ခန်းထဲမှာထည့်ထားမယ်အဲ့ဒါကိုညီလေးကဝင်သွားပြီးတော့သူဘေးနားလေးမှာအိတ်နေပဲသူနိုးလာဟဲ့ရှင်းလက်ကျမနဲ့ဟုတ်တယ်ရှင်းလက်ဖြစ်သွားပြီတကယ်ကြတော့မင်္ဂလာဦးရောက်ဒီမျက်နှာကိုမလုံနဲ့လို့ဘုံဘူးလေးကိုဒီသဘောကျနေတာတွေးတော့အခန်းထဲမှာနေဦးတဲ့သူနဲ့ကျွန်တော်တကယ်မဟုတ်ဘူးနော်အဲ့လေမဟုတ်တေးဆောင်တာလေတေးဆောင်လေအမှကမလေးကရှက်ပြီးတော့အားဆိုမင်းကိုယူရတော့မယ်ဆိုဟဲပြီးတော့မဟုတ်လားအဲ့တော့ဖောင်းလက်ခုပ်တီးကြမယ်လက်ခုပ်တီးကြကြမယ်အဲ့ဆိုပြီးတော့ညပဲချိန်လာခဲ့ပါ၄-၅နှစ်လောက်နေလာခဲ့လားအချင်းတက်နေပြီ။အော်၄-၅နှစ်ကျွန်တော်ဘယ်လိုလုပ်မလဲလို့၄-၅နှစ်လောက်နေအချင်းလေးကြည့်လိုက်လာခဲ့လား။7လောက်နေလာခဲ့မှာ။ဘာဘူးလဲငါဖေကငါအချုပ်ထဲထည့်တာ။ဟုတ်ပါဘူးအေးကိုချုပ်ထဲထည့်လို့ရမလား။ဘုံကြောင်သွားခိုင်းလိုက်မယ်ဘုံယူသွားပြီးတော့ဘုံစွန်းသွားပင်းလိုက်ပါဖေဆိုပြောလိုက်မယ်။ပြီးသွားရင်ကိုကြီးနဲ့ကျွန်တော်ရဲ့အမနဲ့ကျွန်တော်နဲ့အကိုရဲ့ညမောင်းနဲ့ဖော်ပြောရလက်ခုပ်တွေ TV ပြောကြမယ်။အဲ့ဒါများတယ်လို့ပြောလက်လုံးသေးဖို့မယ်နည်းလေးဟာတိုင်းဗျာဘေးဘုံကြောင့်မလားဩဘာတော်လုံးမလဲဘေးအဖေလည်းရောက်ဘူးတော့မဟုတ်ဘူးနဲ့မြောက်ဘူးပဲနေမြောက်လာနောက်နေကွာရေးတယ်ဟိုကမင်းညီမနဲ့လည်းမင်းတဲ့မြောက်လည်းနေဟုတ်ကဲ့ပါဘေးမောင်နှမနေတယ်ပါလေဘေးဟာအေးနေပါလားဟုတ်ကဲ့မင်းတော့ပါကျင်တော့ဟုတ်ဘေးမတောင်းနဲ့လေဘေးမတောင်းမင်းကမတရာဘူးလားမလားလေမတရာလို့မဟုတ်ဘူးဘေးအတော့တယ်ကွာဟုတ်အဖေအားတော့ဒုက္ခမတရာလို့မကောင်းလို့ကွာအော်အဖေငါကြည့်ကြတာဘေးအဲ့ငါကြောက်သွားလို့ဟုတ်ကဲ့သင်များလည်းနေဦးနော်ဟုတ်ကဲ့ပါဖေအေးအော်ဒီမတိကုန်နေတော့ဖုန်းကြောင့်ပြောပဲလမ်းထိုးအိမ်နေတော့မှဒုက္ခပါ